မင်္ဂလာပါဝလာဆန်းဆဲ page ကမိုးတစ်ဖြစ်ဝလာပါဒီဗီဒီယိုလေးမှာတော့ဂျပန် foundation ရဲ့ Facebook page ကနေတွေ့ထားတဲ့စိတ်ဝင်စားစရာတွေပေါ့နော်အဲ့ဒါလေးကိုတစ်ချက်ကလစ်ကြည့်လို့ပါအဲ့ဒါပါလဲဆိုတော့ waku waku nihongo ဆိုတဲ့ဟာလေးပါဂျပန် foundation ရဲ့ website ကိုဝင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ရနိုင်ပါတယ်ဒီဟာကဂျပန် foundation website ပေါ့နော်သူထဲကိုဝင်လိုက်မယ်ဆိုလို့ရှိရင်ဒီလိုမျိုးလေးမြင်ရလိမ့်မယ်ညဘက် channel လေးမှာ Irodori Marugo Topi waku waku nihongo ဆိုတဲ့ဟာလေးကိုတွေ့ရပါလိမ့်မယ်အဲ့ဒါကို click နှိပ်လိုက်တယ်ဆိုလို့ရှိရင်ဒီဟာအတွက်ပေးထားတဲ့ဖတ်စာအုပ်တွေ download လုပ်ရညာပေါ့နော်ဖတ်စာအုပ်ကမှာကမြန်မာ version ဂျပန် version ပြီးသွားတဲ့အခါကျဆရာလည်းညွတ်မြန်မာ version ဂျပန် version ပြီးသွားတဲ့အခါကျဒီဖတ်စာအုပ်တွေအတွက် audio file လေးဆိုပြီးတော့ download လုပ်လို့ရတယ်ပေါ့နော်ဘို့အဲ့ဒီမှာလေ့လာကြည့်တဲ့အခါကျသင်ခန်းစာ1ပဲကြည့်ရပါသေးတယ်เนาะသင်ခန်းစာ1ကြည့်လိုက်တဲ့အခါကျဘာစိတ်ဝင်စားစရာတွေ့သွားလဲဆိုတဲ့အခါကျတော့ဂျပန်နိုင်ငံကြီးအကြောင်းများနဲ့အတန်းစားတဲ့အချိန်နဲ့အတန်းပြီးဆုံးတဲ့အချိန်နဲ့အတန်းကောင်းဆောင်မှစတင်ပြီးအတန်းသားအလုံးကအောက်ပေါ်ပြပုံမှန်တိုင်းနှုတ်ဆက်ကြတယ်ဆိုပြီးရေးထားတဲ့အပိုင်းလေးဘို့တို့ကျောင်းတက်တုန်းကခြေလေးစဉ်းစားကြည့်မယ်နော်မူလာတဲ့အလေတန်းအထက်တန်းကျောင်းသားဘဝလေးပြန်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ဆရာမအတန်းထဲကိုဝင်လာပြီဆိုတာနဲ့ပုံလေးပြောကြလေအားလုံးထားကြနှုတ်ဆက်ကြမင်္ဂလာပါဆရာမကျေးဇူးတင်ပါတယ်ဆရာမဆိုတာမျိုးလေအင်္ဂလိပ်လိုဆိုလို့ရှိရင်လည်း all stand good morning teacher thank you teacher ဆိုတာမျိုးလေအဲ့လိုမျိုးဟာလေးပေါ့နော်အဲ့ဒါကိုဂျပန် version နဲ့ဆိုရင်ဂျပန်မှာဆိုရင်ဘယ်လိုပြောတာလဲပေါ့အဲ့ဒါလေးကိုတွေ့ကြတာစိတ်ဝင်စားပါတယ်ဂျပန်မှာကျတော့ဗာလဲဆိုတော့မတ်တရက်တယ်သတိဆွဲတယ်ခါချိုးပြီးတော့ယူတည်ပေးတယ်ပြီးတော့မှပြန်ထိုင်တယ်ပေါ့မတ်တရက်တဲ့ခါမှာသူကဘယ်လိုပြောလဲဆိုတော့起立လို့ပြောပါတယ်เนาะမတ်တရက်တယ်ပြီးတော့သတိဆွဲတာကြတော့気をつけလို့ပြောပါတယ်เนาะခါချိုးယူတည်ပေးတာကပြီးတော့ထိုင်ကုန်မှာပြန်ထိုင်တာက着席ရေးထားတော့ချာခုဆယ်ခီလို့ရေးထားနော်ခုတန်လေးကို view ဆိုင်ပြီးနားထောင်ကြည့်မယ်着席နော်ဂျပန်စာလေးလာတဲ့အခါမှာတချို့သင်တန်းကျောင်းတွေမှာလည်းဒီဟာကိုအသုံးပြုနေတာလေးတွေရှိပါလိမ့်မယ်နော်ပြန်ပြီးတော့နားထောင်ကြည့်အောင်မတ်တရက်တတိဆွဲခါချိုယိုတေပေပြန်ထိုင်စိတ်ဝင်စားဖို့ကောင်းပါတယ်နော်ဒီဗီဒီယိုလေးကိုဒီလောက်လေးနဲ့ရန်နာခွင့်ပြုပါနောက်ဗီဒီယိုကြမှာပြန်တွေ့ကြမယ်နော်